တက်ကရီ1822ခုနှစ်တွင်ဘာကြီးတော်နဲ့နမ်းမတော်မန်နူတို့ကကျောင်းဆောက်လို့ရာတွင်9နှစ်ကျော်ကြာမြင့်ခဲ့ပြီးတော့တက်ကရီ1829ခုနှစ်တွင်မဟာအောင်မြေဘုံစံဟုကပီးထိုးဟာညောင်ကန်ဆရာတော်ဥပိုအားလှူဒန်းခဲ့ပါတယ်တနေ့ကြာတွင်ဆရာတော်ဥပိုပြန်လို့တော်မူပြီးနောက်ဒုတိယညောင်ကန်ဆရာတော်ဥပိုအားထပ်မံလှူဒန်းခဲ့ပါတယ်အုတ်ကြောင်ကျဲဝန်းမှာအလျာ192ပေအနံ112ပေနဲ့အမြင့်94ပေရှိပြီးတော့ကျောင်းဆောက်တရားတွင်ငွေကျပ်3သိန်းကုန်ကြကြောင်းတက်ကရီ1838ခုနှစ်ပြည့်နှစ်တွင်ငလင်တန်းကြောင့်ပြိုကျခဲ့ရာနမ်းမတော်မန်နူရဲ့တမီတော်စင်ဖြူမရှင်ကတက်ကရီ1882ခုနှစ်တွင်ထပ်မံပြုပြင်ခဲ့ကြောင်းမှတ်တမ်းများအရသိရှိရပါတယ်။ကျောင်းကြီးကိုတော့အုတ်အင်္ဂလိပ်တို့ဖြင့်မိဘကောင်းကြီးမန်နူကတိဆောက်ခဲ့တာကြောင့်မန်နူအုတ်ကျောင်းကိုလည်းထည့်ရှားခဲ့ပါတယ်။ပညာရှင်များရဲ့ဘိတုကလက်ရာပယံနဲ့ပန်းနမောအမှုပညာလက်ရာများကျောင်းဆောင်ကြီးတွင်ရှိဇင်းညံပလန်နဲ့အခန်းဖွဲ့စည်းပုံများအဝင်ပေါက်တက်တာတကားများကိုအတန်များဖန်တီးတက်ဆင်ပုံတို့ကြောင့်ခညားထေဝါလာသောကျောင်းကြီးဖြစ်ပါတယ်။